မိုးမြင့်နဲ့မန်ဆွေးနဲ့ပြန်ဝဲတဲ့လေတကုံလေးကိုကြည့်ဟာအတိတရားတစ်ခုရလိုက်ပါပြီကွယ်ဥပမာဆိုရပါစို့ပုံခိုင်းနိုင်ပြမယ်ရိုင်းလိုက်တဲ့လေတကုံရဲ့ကွယ်မိုးစုံပုံများစီကလာမင်းကြီးကိုအံတုလို့ရဲ့သူ့ကိုယ်သူအထင်ကြီးနေသည်နဲ့တခုတော့သတိပေးရင်လေကျူးမပါပဲဘယ်လိုပြန်မလဲကိုယ်မိုးမြင့်နဲ့မန်ဆွေးနဲ့ပြန်ဝဲတဲ့လေတကုံလေးကိုကြည့်ဟာအတိတရားတစ်ခုရလိုက်ပါပြီခွေဥပမာဆိုရပါစို့ပုံခိုင်းနိုင်ပြမယ်ရိုင်းလိုက်တဲ့လေတကုံရဲ့ကွယ်မိုးစုံပုံများစီကလာမင်းကြီးကိုအံတုလို့ရဲ့သူ့ကိုယ်သူအထင်ကြီးနေသည်နဲ့တခုတော့တတိပေးရင်နဲ့ကျူးမပါပဲဘယ်လိုပြန်မလဲကိုယ်ဝေးဟဲအလဲတမေခင်ွယ်လေအနေဝဲရွှေကောင်းဝင်ထဲကျူးမိပေါ့လေတုံးလေးရေဝေးဟဲအလဲတမေခင်ွယ်လေအနေဝဲရွှေကောင်းဝင်ထဲကျူးမိပေါ့လေတုံးလေးရေမိုးစုံတိမ်များကိုသွားလို့လားကွယ်မိုးစုံတိမ်များကိုသွားလို့လားကွယ်လွတ်ပါမယ်မောင်လွတ်ပါမယ်မြေကြီးကိုမခင်းတွဲပါတဲ့တကုံမင်းသမီးတရင်ကြည်ရင်နဲ့အရွယ်ငါမြင်မာတာကိုအစင်ထာဝရဝင်ကြွားလို့တဲ့မောင်ကျူးလေးနဲ့လေတကုံလေးရဲ့ကံကြမ္မာတန်တရားရောအလဲလွင့်မျောမှာဆိုမိငါရဲ့မောင်ကျူးမြေကိုမိထားသူရဲ့လေတကုံဆိုတာစက်ကူလေးကဖြစ်လာတာမို့ဘဝဟောင်းကိုတော့မမေ့သင့်ပါနဲ့အခုတော့ကိုယ်တမှုရော့ຫນွေအချစ်စိမ့်နဲ့မျက်နှာမျိုးနဲ့ရပိန်ကျိုးလေးဖြတ်လိုက်တာလားရပိန်ချိုးလေးဖြတ်လိုက်တာလားကိုယ်တတိငါမြင်မာတာကိုအစင်ထာဝရဝင်ကြွားလို့တဲ့မောင်ကျူးလေးနဲ့လေတကုံလေးကံကြမ္မာတန်တရားရောအလဲလွင့်မျောမှာဆိုမိငါရဲ့မောက်ကျူးမြေကိုမိထားသူရဲ့လေတကုံဆိုတာစက်ကူလေးကဖြစ်လာတာမို့ဘဝဟောင်းကိုတော့မမေ့သင့်ပါနဲ့အခုတော့ကိုယ်တမှုရော့ຫນွေအချစ်စိမ့်နဲ့မျက်နှာမျိုးနဲ့ရပိန်ကျူးလေးဖြတ်လိုက်တာလားရပိန်ကျူးလေးဖြတ်လိုက်တာလားကိုယ်ဝေးဟဲအလဲတမေခင်ွယ်လေနေဝဲရွှေကောင်းဝင်ထဲကျူးမိပေါ့လေတုံးလေးဝေးဟဲအလဲတမေခင်ွယ်လေနေဝဲရွှေကောင်းဝင်ထဲကျူးမိပေါ့လေတုံးလေးမိုးစုံတိမ်များကိုသွားလို့လားကွယ်မိုးစုံတိမ်များကိုသွားလို့လားကွယ်လွတ်ပါမယ်မောင်လွတ်ပါမယ်မြေကြီးကိုမခင်းတွဲပါတဲ့တကုံမင်းသမီးတရင်ကြည်နဲ့